မင်္ဂလာပါရှင်။မနေ့ပြန်ဩဂုတ်လ18ရက်နေ့အတွက်မြန်မာနဲ့ထိုင်းနိုင်ငံတို့ကထူးခြားမိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းမှာလေပြင်းနဲ့ရေဝန်းတစ်ခုဖြစ်ပေါ်နေပြီးအဆိုပါလေပြင်းနဲ့ရေဝန်းကနောက်24နာရီအတွင်းမှာအနောက်မြောက်ဘက်ကိုရွေ့လျားနိုင်ပြီးပုံမအားကောင်းလာနိုင်တယ်လို့မိုးစလားရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းနေပါတယ်။ဒီအခြေအနေတွေကြောင့်မနေ့ပြန်ဩဂုတ်လ18ရက်နေ့မနက်အထိမန္တလေးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာနေရာကျကျကချင်ပြည်နယ်ကရင်နီကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာဆက်စိမ့်နဲ့ကျန်တိုင်းနယ်ပြည်နယ်တို့မှာနေရာနှံပြမိုးတစ်ချုံရွာသွန်းနိုင်ပြီးရွာရန်ရှားနှုံးပြည့်ဖြစ်ပါတယ်။နေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။အထူးသဖြင့်ရခိုင်ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့စစ်တွေမောင်တောနဲ့ကြောက်ဖြူဒေသတွေမှာနောက်48နာရီအတွင်းမိုးရေချိန်6လက်မကနေ12လက်မခန့်အထိမိုးလွန်များပြားစွာရွာသွန်းနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။မြဝကျမောရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရမရန်ခါမိုးသက်လေပြင်းတွေကြားရောက်ပြီးလှိုင်းကြီးနိုင်ကမိုးသက်လေပြင်းကြားစမှာရေပြင်မြေပြင်လေကတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြင့်ကတော့9ပေကနေ17ပေခန့်အထိရှိနိုင်ပါတယ်။မော်တမကွေမွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းမိုးသက်လေပြင်းတွေကြားရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြားစမှာရေပြင်မြေပြင်လေဟာတနအီကိုမိုင်30အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်က10ပေကနေ10ပေခန့်အထိရှိနိုင်ပါတယ်။နောက်48နာရီအတွင်းမှာရခိုင်ပြည်နယ်အေရဝတီတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာမိုးဆက်လက်သဲထန်နိုင်တာကြောင့်မြေရီချောင်းရီရုတ်တရက်မြင့်တက်တာနဲ့တောင်ကုန်းဒေသတွေမှာမြေပြိုတဲ့ဘေးရန်တွေကိုအထူးသတိထားနေထိုင်ကြဖို့ဦးဝင်းနိုင်ကအသိပေးထားပါတယ်။မြေရီအခြေအနေတွေကတော့မိုးစလားရဲ့ဒီကနေ့ဩဂုတ်လ16ရက်နေ့နေ့လယ်3နာရီအချိန်ထုတ်ပြန်ချက်အရပခောက်ကူကအေရဝတီမြေရီနဲ့မြင်းငယ်ကဒုထဝရီမြေရီတွေကစိုးရိမ်ရေအမှတ်အောက်ကိုပြန်လည်ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။အေရဝတီမြေရီဟာညောင်ဦးမှာလည်းနောက်တရက်အတွင်းစိုးရိမ်ရေအမှတ်အောက်ပြန်လည်ကျဆင်းနိုင်ပါတယ်။စိတ်သားမှာတော့နောက်တရက်အတွင်း4လက်မခန့်ကျဆင်းနိုင်ပြီးဟင်္ဒရာမှာတော့2လက်မခန့်ကျဆင်းနိုင်ကစိုးရိမ်ရေအမှတ်အထက်မှာအသီးသီးဆက်လက်တည်ရှိနိုင်ပါတယ်။ဇလွန်မှာတော့နောက်တရက်အတွင်း4လက်မခန့်ထပ်မံမြင့်တက်လာနိုင်ပြီးစိုးရိမ်ရေအမှတ်အထက်မှာဆက်လက်တည်ရှိနိုင်ပါတယ်။ဖန်ကတန်လွင်မြေကနောက်တရက်အတွင်း3လက်မခန့်မြင့်တက်နိုင်ပြီးစိုးရိမ်ရေအမှတ်အထက်မှာဆက်လက်တည်ရှိနိုင်ပါတယ်။မတောက်ကစတောင်းမြေကတော့နောက်တရက်အတွင်း2လက်မခန့်မြင့်တက်လာနိုင်ကစိုးရိမ်ရေအမှတ်အထက်မှာဆက်လက်တည်ရှိနိုင်ပါတယ်။ငတိုင်းချောင်းကငဝုံမြေကတော့နောက်တရက်အတွင်း4လက်မခန့်ထပ်မံမြင့်တက်ကစိုးရိမ်ရေအမှတ်အထက်မှာဆက်လက်တည်ရှိနိုင်ပါတယ်။မအူပင်ကတိုးမြေကတော့စိုးရိမ်ရေအမှတ်အထက်9လက်မခန့်ကျော်လွန်ရောက်ရှိနေပြီးနောက်တရက်အတွင်း4လက်မကနေ9လက်မအထိထပ်မံမြင့်တက်နိုင်ကစိုးရိမ်ရေအမှတ်အထက်မှာဆက်လက်တည်ရှိနိုင်ပါတယ်။ဒါကြောင့်သက်ဆိုင်ရာဒေသတွေရဲ့မြို့နယ်အတွင်းမှာရှိတဲ့မြစ်ကမ်းဘေးနဲ့မြေနေပိုင်းမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေဘေးလွတ်ရာနေရာတွေကိုပြောင်းရွှေ့နေထိုင်ကြဖို့မိုးစလားကတိုက်တွန်းထားပါတယ်။ဆက်လက်ပြီးဒေသလိုက်မေးမြန်းထားတာတွေကိုပြန်လည်ဖြေကြားပေးပါမယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းမှာဩဂုတ်လ20ရက်နေ့အထိမိုးအနှဲငယ်ကနေအသင်းနဲ့ရွာသွန်းနိုင်ပြီးနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။အေရဝတီတိုင်းကအဖျောက်ညောင်တုံနဲ့စိုက်လက်တို့မှာတော့ဩဂုတ်လ20ရက်နေ့အထိမိုးအသင်းအတင်းကနေမိုးများနိုင်ပြီးနေရာကွက်ပြီးမိုးသေးထန်နိုင်ပါတယ်။ကျုံပြော်မှာတော့မိုးအနှဲငယ်ကနေအသင်းနဲ့ရွာသွန်းနိုင်ပြီးနေရာကွက်ပြီးမိုးသေးထန်နိုင်ပါတယ်။ရန်ကုန်ကတောင်တကုန်းမှာလည်းမိုးအသင်းနဲ့ကနေမိုးများနိုင်ပြီးနေရာကွက်ပြီးမိုးသေးထန်နိုင်ပါတယ်။နေပူချိန်တွေကတော့အမြင့်ဆုံးအပူချိန်31ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။နောက်ဆုံးအနေနဲ့ထိုင်းနိုင်ငံဘက်ကမိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါမယ်။မုတ်တုံလေစီကြောင်းကမြန်မာနိုင်ငံအထက်ပိုင်းထိုင်းနိုင်ငံမြောက်ပိုင်းနဲ့လာအိုနိုင်ငံအထက်ပိုင်းတို့ကိုဖြတ်သန်းနေဆဲဖြစ်ပါတယ်။ဒါအပြင်အနောက်တောင်မုတ်တုံလေကကပလီပင်လယ်ပြင်နဲ့ထိုင်းပင်လယ်ကွေ့တို့မှာအတော်လေးပြင်းထန်နေတဲ့အတွက်ဒေသအချို့မှာမိုးလွန်သဲထန်စွာရွာသွန်းနိုင်တယ်လို့ထိုင်းမိုးလေဝသဌာနကထုတ်ပြန်ထားပါတယ်။မနေ့ပြန်ဩဂုတ်လ18ရက်နေ့ညနေအထိမြောက်ပိုင်းကမဲဟောင်ဆောင်မဲဆောက်အပါအဝင်တက်ခရိုင်နဲ့ဖကြာပုံတို့မှာနေရာကွက်ပြီးမိုးသဲထန်စွာရွာသွန်းနိုင်ပါတယ်။အမြင့်ဆုံးပူချိန်က36ဒီဂရီစင်တီဂရိတ်အထိရှိနိုင်တာမို့အိုက်ဆက်ဆက်ဖြစ်နေနိုင်ပါတယ်။တောင်ပိုင်းကအနောက်ဘက်ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ရနောင်ထရန်နစ်စတူတို့မှာလည်းနေရာကွက်ပြီးမိုးသဲထန်စွာရွာသွန်းနိုင်ပါတယ်။ဘွန်ကန်စခွန်နခွန်နဲ့နခွန်ဖနွန်တို့မှာတော့နေရာကွက်ပြီးမိုးသဲထန်စွာရွာသွန်းနိုင်ပါတယ်။အရှေ့ပိုင်းကချန်တဘူရီနဲ့ထွက်တို့မှာတော့နေရာကွက်ပြီးမိုးသဲထန်စွာရွာသွန်းနိုင်ပါတယ်။
အလဲပိုင်းကနခွန်စဝမ်လော်ဘူရီဆာရာဘူရီကန်ချနာဘူရီနဲ့ဘန်ကောက်အနီးတစ်ဝိုက်ဒေသတွေမှာတော့နေရာအနှံ့အပြားမိုးထစ်ချုံရွာသွန်းနိုင်ပါတယ်ဘန်ကောက်မှာတော့အမြင့်ဆုံးပူချိန်35ဒီဂရီစင်တီဂရိတ်ထိရှိနေပါတယ်မြန်မာနဲ့ထိုင်းနိုင်ငံတို့ကထူးခြားမိုးလေဝသအခြေအနေတွေနဲ့မြစ်ရေအခြေအနေတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပါမိုးလေဝသသတင်းတွေကိုနေ့စဉ်မနက်ပိုင်းနဲ့ညနေပိုင်းအချိန်တွေမှာတင်ဆက်ပေးနေရဖြစ်လို့စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာပြီးလက်ရှိကြုံတွေ့နေရတဲ့ရေဘေးနဲ့စစ်ဘေးတွေကနေအမြင့်ဆုံးကင်းဝေးပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။